အားလုံးပဲမင်္ဂလာပါရှင်အဲ့တော့ဒီနကတ်ထဲကနေပြီးတော့တကက်ရွေးပေးထားပေါ့နော်ဒါလေးကကြတော့ကိုယ့်ရဲ့လက်တလုံးမှာကိုကြုံတွေ့ရမယ့်ຢာရည်နဲ့ပတ်သက်ပြီးတော့ပြပြပေးသွားမယ် reading ဖြစ်ပါတယ်ပထမဆုံး Queen of Cups ကိုအရင်ဆုံးပြောပြပါမယ် Queen of Cups ကိုရွေးထားတဲ့သူအနေနဲ့ကလက်ရှိအနေထားမှာ emotionals စိတ်ခံစားချက်တွေနဲ့ပတ်သက်ပြီးတော့ဦးစားပေးမှုရှိတယ်ကိုကလေညံကောင်းတယ်ပြီးတော့တစ်ဖက်မှာတန်ရုံးစီအရန်ကြည့်တာပေါ့နော်ကိုရန်ချစ်ပြီးအရန်ကိုကဒီလူတယောက်ကိုခင်တွယ်မိပြီဆိုရင်အရန် deeply ဖြစ်တတ်တယ်တားကိုစိတ်နဲ့ကိုနေဖြစ်တတ်တယ်တစ္ဆာရှိခြင်းကိုကြိုက်တယ်အဲ့တော့ကိုအနေနဲ့ကလက်တွဲမြဲတဲ့အခါမှာကိုရဲ့တစ်ဖက်ကလူဒီကိုအတွက် supporting person ပြီးတော့ကြတော့တစ္ဆာရှိမှုဒီအရာရင်းနဲ့သွားတာပေါ့နော်အဲ့တော့ဒီလက်တလောကြားထဲမှာကိုအနေနဲ့ကတစ်ဖက်ကလူဒီကိုပေါ်ကိုကိုဒီလင်းလုံးနေတဲ့ person ကိုရဲ့ marriage life ကိုရဲ့ relationship ပေါ့ဒါတွေဒီကိုပေါ်တစ္ဆာရှိခြင်းနဲ့အေးဆေးဆေးသွားတယ်ဆိုရင်တော့ဒါသူဒီကိုဘွားအတွက်အကောင်းဆုံးသူပေါ့တကယ်လို့တစ်ဖက်မှာကိုကရွေးချယ်မယ်ကိုအနေနဲ့တွဲမယ်လို့ဆုံးဖြတ်ထားပေမဲ့သူတို့နဲ့ပတ်သက်ပြီးရင်းနေပူရတယ်သူတို့နဲ့ပတ်သက်ပြီးတော့ဗောနော်သူတို့ဒီကိုစိတ်ကိုစိတ်အပြည့်စုံမပေးထားဘူးဆိုရင်တော့နောက်တစ်ချိန်ပြန်စဉ်းစားတင်တယ်လို့မွန်အကြံပေးတယ်။ဘာကြောင့်လဲဆိုတော့ဒီကာလတွေမှာကကိုဒီကိုပေါ်ကိုတကယ်စစ်မှန်တဲ့သူလားမစစ်မှန်တဲ့သူလားသိရမယ်ဗောနော်ဒီလိုပုံစံနေထားရရှိမယ်။အဲ့တော့အလောက်ကိုင်းနဲ့ပတ်သက်လာရင်တော့အောင်မြင်စေနိုင်တဲ့ပုံစံတွေဖြစ်ပြီးတော့အလုံးဝပြဿနာတက်တာဒါမှမဟုတ်ကိုအတွက်ကအလောက်ကိုင်းနဲ့ပတ်သက်လို့ဖြေရှာမရတာပြီးရင်ကိုယ်စိတ်နဲ့အဆင်မပြေမှုတွေနဲ့ပတ်သက်လာရင် problem solving လေးတွေဖြစ်ဖို့ရှိတယ်။အဲ့တော့ပြဿနာလေးနေသွားမယ်။ပြီးတော့အလုပ်ကိုင်နဲ့ပတ်သက်လို့အဆင်ပြေသွားမယ်။ငွေကြေးလေးတွေပြန်တည်ငြိမ်လာမယ်။နောက်တစ်ခုအနေနဲ့ကိုယ့်ရဲ့ခံစားချက်ပေါ့နော်စိတ် emotional state တခြားလေး healing ဖြစ်သွားဖို့ရှိတယ်။ပြီးတော့ကိုယ့်အတွက် special ဖြစ်တဲ့ပေါ့နော်ကိုကလည်းတည်ငြိမ်မယ်ရင်းချက်မယ်။တစ်ဖက်မှာလည်းကောင်းမွန်အဆင်ပြေမယ်အဲ့လိုမျိုးပေါ့ကိုယ့်ရဲ့ positive energy ကိုလိုက်ပြီးတော့အခြေရောငွေကြေးရောကကိုယ့်တက်ကို special ဖြစ်စေမဲ့ situation မျိုးအနေအထားမျိုးတစ်ဖက်မှာလည်းပိုင်ဆိုင်မှုမျိုးငွေကြေးနဲ့ပတ်သက်လို့တိုးတက်လာမှုမျိုးလမ်းတစ်တွေကိုယ့်အနေနဲ့အဆင်ပြေလာတာမျိုးဒါမျိုးလေးတွေဖြစ်ပေါ်မဲ့အနေအထားရှိပါတယ်အဲ့တော့ဒီကာလမှာတော့ positive energy healing ဖြစ်ဖို့လိုအပ်ပါမယ်အဲ့တော့ကိုယ့်အနေနဲ့ကစောင့်ခြင်းเนาะအဆောင်ကြောက်တွေအနေနဲ့ကတော့အမတ်တစ်လို့ခေါ်တဲ့ခရမ်းဆွဲကြောက်စောင်းလို့ရမယ်နောက်တစ်ခုအနေနဲ့ tiger eye ပေါ့နော်ဒါလေးတွေစောင်းလို့ရမယ်ပြီးတော့ blue agate clear quest ဒါလေးတွေစောင်းလို့ရပါမယ်เนาะဒါလေးကတော့ queen of cups အတွက်ဖြစ်ပါတယ်ဒုတိယတစ်ခုဖြစ်တဲ့ knight of cups နဲ့ပတ်သက်ပြီးတော့ထပ်ပြီးပြောပြပါမယ်အဲ့တော့ဒီကတ်တွေရွေးထားတဲ့သူကနည်းနည်းစိုးရိမ်ပူပန်မှုတွေကြီးနေရမျိုးတွေ့ရပေါ့နော်ကိုယ့်အနေနဲ့ကအခြေအနေအသစ်တွေနေရာအသစ်တွေပြီးတော့ relationship အသစ်တွေဒီလိုအတွက်ကိုကပြောင်းလဲဖို့ကြောက်နေတယ်တချို့ຢာတွေမှာကိုယ့်အနေနဲ့လက်ရှိအနေထားလက်ရှိခံစားချက်တွေကကိုယ့်အတွက်အဆင်မပြေဘူးစိတ်ခံစားချက်လည်းအဆင်မပြေဘူးနေရတာလည်းအဆင်မပြေဘူးဒါပေမဲ့ကိုပြောင်းလဲလိုက်ရင်ကိုယ်တိုင်ကိုယ့်ဘက်ကိုမနေတတ်မှာရက်တိမှုတွေမရှိမှာဘူးကြောက်နေတယ်ဆိုရင်စိတ်ပုံစံနေထားမျိုးတွေ့ရတယ်အဲ့တော့အခုချိန်ကာလမှာတော့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ရင်နည်းနည်းလေးမှားနိုင်တယ်အဲ့တော့ကြောင့်မလို့ခဏလေးစောင့်တာပို့ပြီးတော့ကောင်းမယ်ပေါ့နော်ပြီးတော့ relationship နဲ့ပတ်သက်ရင် new relationship ရတတ်တယ်အဲ့အတွက်ဒီမှာကိုယ့်ရဲ့ marriage life ကိုကအိမ်အောင်တယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကိုယ့်ရဲ့အိမ်အောင်ဘက်နဲ့ပတ်သက်ပြီးလို့လက်ရှိပြုမှုပြောဆိုတာထက်ကောင်းမွန်စေသောအသက်ဖန်နေစေသောတယောက်ကိုတယောက်အတွေးခေါ်အတွေးမြင်တစ်တွေရမှဖြစ်မယ်မဟုတ်ရင်အိမ်အောင်ရင်းနဲ့ပတ်သက်လို့နည်းနည်းအခက်အခဲလေးတွေကြုံတတ်တယ် relationship ဆိုရင်တော့သူသို့မဟုတ်ကိုကအစ်စ်မရခြင်းရင်နှစ်ယောက်လုံးကလက်ရှိအနေထားကိုအစ်စ်သောအရာလေးတွေဖန်တီးမှုတွေနူးညံ့မှုတွေတိခတ်မှုတွေနဲ့လက်ရှိအနေထားစကားပြောဆိုခြင်းတွေထက်တခြားသောအစ်စ်သောပြောင်းလဲမှုတွေနဲ့တယောက်ကိုတယောက်ဒီလင်းလုပ်တဲ့နဲ့ကျန်တဲ့ single တွေ situationship တွေအနေနဲ့ကတော့ relationship တိတ်ရတတ်ပြီးတော့ကိုယ်လာကြိုက်တဲ့ crush တွေပေါ်တတ်တယ်သို့မဟုတ်ကိုကကြိုက်တဲ့ crush ကကိုကအခုဒီတယောက် crush ပေးမယ်စိတ်ကုံသွားပြီးနောက်တယောက်ကိုပြန် crush တာမျိုးကြီးလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဒီဒုတိယကတ်ကိုရွေးထားတဲ့သူတွေအနေနဲ့ကအသစ် energy တော်တော်များတာဖြစ်ပါတယ်အဲ့တော့အလောက်ကိုင်းနဲ့ပတ်သက်လာရင်တော့အောင်မြင်ဖို့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့အလောက်ကိုင်းနဲ့ပတ်သက်ရင်ကိုကတိကျတေချာမှုနဲ့လုံးမရမယ်နောက်တစ်ခုကလူမှုဆက်ဆံရေးအလောက်ကိုင်းငွေကြေးနဲ့လူမှုဆက်ဆံရေးကပတ်သက်ဆက်နွယ်နေတယ်အဲ့အတွက်ကြောင့်မို့လို့ကိုကဂတိမတည်တဲ့လူတွေလုံးဝဖယ်မယ်တချို့လူတွေကကိုယ့်ကိုစကားပြောကောင်းတယ်ဒါပေမဲ့သူတို့ကကိုယ့်ကိုပေါ့နော်အဲ့လို fox တွေပေါ့နော် fox တွေဖြစ်တယ်ဒီလိုမျိုး false promise တွေပါဖြစ်နေတော့သူ
သူတို့လွယ်လွယ်နဲ့လည်းမယုံရဘူးသူတို့ယုံကြည်ပြီးတော့ကိုကဒီကာလတွေမှာသူများကိုယုံကြည်ပြီးလုပ်တဲ့အလုပ်တွေကကိုယ်အဆင်မပြေဖြစ်စေတယ်အဲ့တော့တကူကူဆိုရင်ကိုကျွမ်းကျင်မှကိုလုံနိုင်မှလုပ်ပါသူများကိုအာမခံတာသူများကိုယုံကြည်ပြီးမှတိုးတဲ့အရာမျိုးလေးနည်းနည်းလေးဖယ်မယ်ပြီးတော့ကိုချင်းစာစိတ်တရားကိုရိုင်းလဲထားမယ်တစ်ဖက်မှာကိုချင်းစာစိတ်တရားရှိလားမရှိလားဆိုတဲ့အရာပေါ်မူတည်ပြီးတော့လဲအဲ့လိုလူတွေကိုကိုကပေါင်းတင်ဆက်ဆံတဲ့နေရာမှာအထူးသတိထားတဲ့နဲ့မဟုတ်ရင်သူတို့ပြဿနာသူတို့စကားကကိုပြဿနာကိုစကားဖြစ်လာတတ်ပါတယ်เนาะအဲ့တော့အဲ့ဒါလေးတွေကိုရှောင်ရင်အကောင်းဆုံးဖြစ်မယ်အဆင်ပြေတိုးတက်မယ်တက်လန်းနေအများကြီးရှိနေတယ်အဲ့တော့အဲ့လိုမျိုးအရာတွေအတွက်ကိုအခုလက်ရှိနေထားမှာကိုယ့်ရဲ့တည်ငြိမ်မှုရဲ့ကိုယ့်ရဲ့ဆုံးဖြတ်နိုင်စွမ်းရဲ့အချိန်တစ်ခုယူမှုရဲ့နဲ့တွားတဲ့နဲ့အခြေရောအလောက်ကံရောဖြစ်ဖြစ်မလောဘနဲ့တွားခြင်းအပြင်ကောင်းမွန်ဆင်ပြေပါမယ်เนาะအဲ့တော့ဒီဒုတိယကတ်လေးရွေးထားတဲ့သူအနေနဲ့ကအဆောင်လေးတွေဆောင်ခြင်းเนาะသူရောင်ပေါ့เนาะ rose square လေးဆောင်လို့ရတယ်နောက်တစ်ခုအနေနဲ့ကြတော့ဒီပေါ့နော် mono green aventurines ဒါလေးတွေဆောင်လို့ရတယ်ပြီးတော့ pine right ဒါလေးတွေဆောင်လို့ရပါမယ်เนาะကျေးဇူးအများကြီးတင်ပါတယ်မုန်းနဲ့ပတ်သက်ပြီးလို့အဆောင်ကြောက်ဝယ်ယူချင်တာပဲဖြစ်ဖြစ်Viber ပေါ့နော်ဒီလိုမျိုးတူးချင်း personal reading မေးချင်တာဖြစ်ဖြစ်နေချင်းအမြန်ရပါတယ်နေချင်းအမြန်တော့မုန်းကညနေ9နာရီထိပဲည9နာရီထိပဲနောက်ဆုံးထားပြီးလက်ခံပေးပါတယ်9နာရီနောက်ပိုင်းငွေလွှဲတွေအတွက်တော့မနေ့ပြန်မှနောက်နေ့တစ်ရက်မှရမယ်ပေါ့နော်အဲ့တော့ booking ချိန်တွေလည်းအကြာကြီးစောင့်စရာမလိုပါဘူးမုန်းနေချင်းတွေပဲအကုန်လုံး system လေးပြောင်းပေးထားပါတယ်အဲ့တော့ Viber နံပါတ်40935466နေကိုအဆောင်ကြောက်သို့မဟုတ်ကိုအနေနဲ့ကဒီ package တွေမေးချင်တာဖြစ်ဖြစ်လာလို့ရပါတယ်မိကွန်းတစ်ခုကတော့နေချင်းအမြန်9000ဖြစ်ပါတယ်เนาะကျေးဇူးတင်ပါတယ်